တစ်ဖက်သူတွေဘလို့ပဲခံယူပေါ့ကိုပေးလိုက်တဲ့မြစ်တာတွေထဲမှာအယောင်တွေမပါဘူးကအဓိကပဲမလားကိုစိတ်ကိုအေးချမ်းအောင်ထားခြင်းလို့လောကကြီးကိုအကောင်းဘက်ကနေပဲကြည့်ပါလေကျေးဇူးတွေအတင်မခံချင်ပါဘူးကိုနဲ့တွေ့ရတာကံမဆိုးဘူးလို့ထင်သွားရင်တော့ပါပြီတစ်ဖက်သူတွေဘလို့ပဲခံယူကိုပေးလိုက်တဲ့မြစ်တာတွေထဲမှာအယောင်မပါဘူးပဲအဓိကပဲမလားခွင့်လို့တင်တာကိုခွင့်လို့လစ်လူရှုတင်တာကိုလစ်လူရှုမလို့တော့တာတွေကိုကောင်းတွေကနေမေ့ပြစ်မဆိုင်တော့တာတွေကိုဘဝတွေကနေထုတ်ပြစ်ပြီးဓာတ်ရိုက်မသက်ဆိုင်တဲ့အရာတွေကိုမနီးမဝေးရပဲစောင့်ကြည့်တာပဲကောင်းပါကိုယ်စိတ်တိုင်းကြဖြစ်စေခြင်းုံတစ်ခုနဲ့အရာရာပြောင်းလဲမှာမဟုတ်ကြော်တက်ခြင်းသူကိုလမ်းဖယ်ပေးလိုက်လို့လေကိုနောက်ကြမကြံခဲ့ပါအနိုင်ယူသူကိုရှုံးပေးလိုက်လို့လေကိုဘဝပြတ်မသွားပါဘူးမနာလိုသူတွေကိုပြုံးပြလိုက်လို့လေကိုဘာမှထိခိုက်မသွားဘူးမဆက်သွယ်ခြင်းတဲ့သူတွေကိုမေးလိုက်လို့လေကိုမနစ်နာသွားပါဘူးထွက်သွားတဲ့သူတွေပေါ်ကိုဘက်ကတကူကောင်းမဆန်ခဲ့ဘူးဆိုရင်ကိုဘက်ကအကောင်းဆုံးဆက်ဆက်ရေးကိုပေးခဲ့မယ်ဆိုရင်ထားပြစ်ခဲ့တဲ့နေရာလေးမှာပဲတိတ်ခါရှိစွာကြံရစ်တတ်ရမယ်မလားပြောပါဘဝမှာဘာတွေရှိမှပျော်ရမှာပြောပါအနာမှာဘသူတွေရှိမှအဆင်ပြေမှာလေကိုကဂယုံမဆိုင်ရင်ဘသူကဂယုံဆိုင်မှာကိုမချစ်ရင်ဘသူကလာပြီးချစ်မှာဘသူရှိမှဖြစ်မယ်ဆိုတာမျိုးနဲ့တော့ကိုယ်စိတ်ကိုမချိုးနိုင်သေးဘူးလေဘဝတွေကဒီအရာတွေထွက်သွားရင်နောက်လူတွေနောက်အရာတွေရောက်လာကြအောင်ပါသူတို့လည်းရှိလူတွေလိုအကြောင်းမျိုးနဲ့ထွက်သွားကြအောင်ပါဘဝတွေကရှိသမျှအရာတွေကိုနီးမျိုးနဲ့ဆုံးရှုံးရအောင်ပါပဲသူမထွက်ခင်ကလေးကကိုလက်လွတ်တက်မယ်ဆိုရင်တော့တကယ်ထွက်သွားတဲ့အခါကျစိတ်သက်သာရမဆုံးရှုံးခင်ကလေးကလက်ခံတတ်ဖို့ကိုယ့်ဘက်ကပြင်ဆင်ထားရင်တကယ်ဆုံးရှုံးလိုက်ရတဲ့အခါမှာကိုတရားနဲ့ကိုဖြည့်သွားတာပေါ့ကိုကတော့လှုပ်တဲ့လောက်ရမယ်လို့ပဲတွက်တယ်ရတဲ့လောက်တော့မြဲမယ်လို့တော့မထင်ဘူးကိုယ့်ဘက်ကကောင်းတယ်လို့လည်းမပြောဘူးဆိုးတယ်လို့လည်းမပြောဘူးချစ်တယ်လည်းမဆိုဘူးမုန်းတယ်လည်းမဆိုဘူးထွက်သွားပါလို့မနေသလိုလာပါလို့လည်းမခေါ်ကိုမပိုင်တဲ့ຢာတွေကိုသူ့သဘောအတိုင်းပဲရှိပါရတော့ခြင်းနဲ့စိတ်ထက်ပေးဆက်တတ်အောင်သိမယ်ပိုင်ဆိုင်ဖို့များများမတွေးပဲနဲ့လက်လွတ်တတ်ဖို့ကြိုးစားတကယ်တော့လက်လွတ်တယ်ဆိုတာဘာမှမရှိတော့ဘူးလို့ပြောတာမဟုတ်ပါဘူးအမှန်လက်လွတ်လိုက်တယ်ဆိုတာကိုအရင်ဆုံးလွတ်မြောက်သွားတာပါ